အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ဗာလေးပြပေးချင်လဲဆိုတော့ရင်ခံအလားစစ်တဲ့နေလေးဖြစ်ပါတယ်ရှင်မသိသေးတဲ့ကလေးတွေတွေ့ပါနော်ဒီအလားစစ်လေးကြတော့ရွှေရောင်နဲ့ငွေရောင်မျိုးပဲရှိပါတယ်ရှင်ကို့အထက်လေးနဲ့လိုက်မဲ့ရောင်လေးကိုရွေးချယ်ပြီးတော့ကိုတုံးပေးရမှာဖြစ်ပါတယ်ရင်ခံချုပ်မဲ့ဆိုတော့ဒီမှာကကိုလမစစ်ကိုတုံးထားတာဖြစ်ပါတယ်ရှင်အထက်အောက်နာခောက်စာကနေအပေါ်ကိုတနမနဲ့နှစ်စိတ်တက်ပြီးတော့ကိုစစ်တက်ရမှာဖြစ်ပါတယ်နော်အခုကျွန်မလောက်ထားသလိုမျိုးပင်အလေးနဲ့ခဏလောက်ထင်ပေးရမှာဖြစ်ပါတယ်နော်အလားစစ်ချုပ်တဲ့အခါတိုင်းကျွန်မကတချမ်းပီလေးနဲ့တုံးထားတာဖြစ်ပါတယ်ရှင်ဒီဘက်ကတစ်ချမ်းပြီးသွားပြီဆိုတော့ဟိုဘက်ကတစ်ချမ်းလည်းဒီလိုမျိုးလေးညှိပေးပေါ့နော်တစ်ခုနဲ့တစ်ခုညှိအောင်လို့နှစ်ဖက်စလုံးပြီးသွားပြီဆိုတော့ဒီလိုမျိုးလေးပြန်စစ်ပေးပေါ့နော်တစ်ခုနဲ့တစ်ခုတိုးရှည်ဖြစ်တက်လို့ပါအခုကျွန်မချုပ်ထားတဲ့ကြတော့ညီတယ်ဘာဖြစ်ဘူးဆိုတော့ကျွန်မကပြန်ညှိစရာမလိုတော့ဘူးပေါ့နော်ရှင်ခံရဲ့အတွင်းမဲ့ချမ်းကိုအလားနဲ့အလားတင်ချုပ်ပြီးတော့ဘယ်အလေးနဲ့ဒီလိုမျိုးလေးထိမ့်ပေးပေါ့နော်ပုံမှန်ကိုချုပ်နေကြတဲ့လိုမျိုးအပေါ်ကနေတင်ချုပ်ပြီးလို့ရပါပြီရှင်